မကြသေးခင်ကတောင်ကိုရီးယားနိုင်ငံမှာလုံခြုံရေးအဆင့်ကိုအမြင့်ဆုံးထိတိုးမြင့်ထားခဲ့ပါတယ်။ဒါပေမဲ့အများထင်သလိုတုံးချီစမ်းသပ်မှုတွေအရန်ကြိုက်တဲ့အိမ်နီးချင်းနိုင်ငံကြောင်းမဟုတ်ပါဘူး။အကြောင်းရင်းကတော့ထင်ထားတာထက်ပိုပြီးအရေးကြီးသလိုထိုးလဲထိုးကြပါတယ်။အဲ့ဒါကတော့ဆိုးမြို့မှာကျင်းပတဲ့ BTS အဖွဲ့ရဲ့အခမဲ့ဖျော်ဖြေပွဲတစ်ခုပါပဲ။အဖွဲ့ဝင်တွေကစစ်မှုထမ်းနေကြတဲ့အတွက်၄နှစ်ခန့်အနားယူခဲ့ပြီးနောက်ပထမဆုံးအကြိမ်ပြန်လဲဖျော်ဖြေခဲ့တာပါ။ဒါကြောင့်ဒီပွဲဟာပရိသတ်တွေအတွက်လက်မလွတ်နိုင်တဲ့အရေးကြီးဆုံးခိုက်တန့်တစ်ခုဖြစ်လာခဲ့ပြီးကဘာတဝန်းကပရိသတ်တွေဟာဆိုးမြို့စီစုပေါင်းလာရောက်ခဲ့ကြပါတယ်။ခမန်းအားဖြင့်လူဦးရေ3သိန်းလောက်တောင်လာရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဖျော်ဖြေပွဲကျင်းပတဲ့နေရာကတော့လူ22,000လောက်ပဲဝင်ဆက်နိုင်ပါတယ်။ပွဲကြည့်သူလူ42,000လောက်ကသာတိုက်ရိုက်ကြည့်ရှုနိုင်ခဲ့ပြီးအဲ့ဒီထဲမှာ22,000ကအတွင်းထိုင်ကုန်များမှာတိုက်ရိုက်ကြည့်ရှုခဲ့ကြပြီးကျန်2,000လောက်ကတော့အနီးနားမှာသက်ဆင်ထားတဲ့ screen တွေပေါ်ကနေကြည့်ရှုခဲ့ကြပါတယ်။ပွဲကျင်းပတဲ့နေရာတဝဲနဲ့အနီးနားလမ်းမတွေပေါ်မှာတင်လာရောက်ဆောင်ကြည့်အားပေးခဲ့ကြတဲ့ပရိသတ်အရေးအတွက်ဟာ2,600,000 ခန့်ရှိပါတယ်။ဒါတင်မကသေးပါဘူး။ online ကနေသစင်တိုက်ရိုက်ထုတ်လွှင့်မှုကိုကမ္ဘာလုံးကနေဝင်ရောက်ကြည့်ရှုသူအရေးအတွက်ဟာ300ထိရှိခဲ့ပါတယ်။ဒီလောက်များပြားလာတဲ့လူအုပ်ကြီးကိုတောင်ကိုရီးယားအာဏာပိုင်တွေကကြိုတင်မျှော်မှန်းထားခဲ့တာပါ။ဒါကြောင့်လဲနိုင်ငံအနှံ့စစ်တပ်အင်အားကဝဲနေရထိလာရောက်ကူညီဖိစီးပေးခဲ့သလိုဆိုးမြအတွင်းမှာလည်းလုံခြုံရေးကိုတင်းကျပ်စွာစောင့်ကြည့်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ကလည်းတမျိုးလုံးမှာအချိန်ပြည့်လဲစစ်ဆေးနေခဲ့ပြီးအရေးပေါ်ဝန်ဆောင်မှုအဖွဲ့အားလုံးကိုလည်းအမြင့်ဆုံးအဆင့်နဲ့အဆင့်တင်ထားခဲ့တာပါ။နောက်ဆုံးမှာတော့ဒီဖျော်ဖြေပွဲဟာရိုးရိုးပွဲတစ်ခုတင်မဟုတ်တော့ပဲတောင်ကိုရီးယားနိုင်ငံရဲ့အင်အားကြီးဆုံးအဖွဲ့တစ်ခုဖြစ်တဲ့ BTS ပရိသတ်တွေကိုထိန်းချုပ်ဖို့အတွက်လှုံ့ဆော်ရတဲ့အကြီးစားစစ်စင်ရေးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်